လက်ရှိကတော့ကျွန်တော်ဒီဟိုပါပေါ့စင်ကူးနေဘက်ပြီးလို့ရှိရင်ဒီဘက်လက်ပံလာနေဘက်ပေါ့နော်ဒီမှာရှိရဲ့ရွာဒီမှာရှိရဲ့ဟိုပြည်သူတွေပေါ့ပြည်သူတွေဟိုဆေးဆောင်နေတဲ့ပြည်သူတွေပေါ့အဲ့အရာတွေအားလုံးဒီမှာတော့ဟိုတာမန်ယောဂါတွေပေါ့ကူပြီးနေရေလိုဟိုဖြစ်တယ်ပေါ့chronic ဖြစ်တယ်ဒါမှမဟုတ် emergency ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ဟိုမတရားသို့မဟုတ် man လေးပေါ့အဲ့ဒါကိုဒီလက်ရှိဒီတက်မမှာရှိတဲ့တက်မမှုနဲ့တိုင်ပင်ပြီးတော့ဟိုလုပ်ပြီးရပေါ့နော်ဟိုလုံချိုကြီးနဲ့ဘယ်လိုပို့ပြီးရပေါ့ကျွန်တော်တို့ဒီမှာစပြီးတော့တက်မစပြီးရောက်တဲ့နေ့ကနေဆိုလို့ရှိရင်ဟိုပါပေါ့3ဘက်လောက်ရှိပြီပေါ့3ဘက်လောက်ကျွန်တော်တို့ run တဲ့အချိန်မှာတော့စတဲ့အချိန်မှာတော့ဟိုပြည်သူတွေကလည်းတိတ်တော့မတိသေးဘူးမတိသေးတော့အဲဒီတော့ကတော့လူနာနေတယ်အဲဒီတော့ကတော့တနေ့ကို30လောက်ပေါ့အခုကတော့ဟိုတော်တော်များလည်းတိကုန်ကြတော့တနေ့ကိုလူနာ100ဝန်းကျင်ပေါ့အဲ့လောက်တော့လာကြရတယ်ပေါ့ကျွန်တော်တို့ဒီမှာအခုဒီနောက်မှာကျွန်တော်တို့နောက်မှာဟိုဘုန်းကြီးကျောင်းလေးရှိရပေါ့ဦးစင်းကလည်းကူညီပေးတယ်ကားကူညီပေးရပေါ့ဒီတက်မကလည်းဟိုဒီတက်မမှာရှိရကားနဲ့ပေါ့နော်အဲ့လိုအရေးပေါ်ဖြစ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ကားလေးနဲ့အဆင်ပြောင်းသွားပါတယ်ဗျအဲ့လိုပို့တာတော့များတယ်ဗျဟိုဟာပေါ့အားလုံးဆိုလို့ရှိရင်တရက်ကိုအနည်းဆုံးမပို့ရဘူးဆိုလို့ရှိရင်3-4ယောက်တော့ပို့ရတယ်ဗျအဲ့လိုမျိုးဒီမှာဟိုအရေးပေါ်ရင်းနဲ့ကလေးတယောက်တော့မွေးရသေးတယ်အဲ့လိုမျိုးဖြစ်နေဟုတ်ဒီမှာပဲမွေးရတယ်ဗျပြောတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဓိကခုနပြောလို့ဒီဒေတာငင်းငန်းဖြစ်တယ်သူတို့ပြည်သူတွေသူတို့အလုပ်သူတို့ဆက်လုပ်မယ်ခုနပြောလို့ဒီဒေတာမှာဆိုလို့ရှိရင်များသောအားဖြင့်ပြည်သူတွေကဟိုဖြစ်နေကြပြီစီယုံစီကန်ငတ်နေကြနှစ်ချီပေါ့နော်အဲ့တော့သူတို့လည်းပြောကြတယ်ကျွန်တော်လည်းသူတို့အဆင်ပြေအောင်ကုပေးရတဲ့ဟာမှာဘယ်လိုပြောမလဲစိတ်ထဲမှာပြီးဖြစ်တယ်ပေါ့ဝမ်းသာရတယ်ပေါ့နော်ဟုတ်ကဲ့လုံလောက်မှုအခုကျွန်တော်တို့တက်ကနေပြီးတော့မှပြီးတဲ့ဟိုအဓိကတော့ HUC ပေါ့ HUC တွေနဲ့ပြီးလို့ရှိရင်ဒီအလူရှင်လေးတွေလည်းရှိရပေါ့နော်ဒီဟိုအဘကလည်းလူတယ်ဒီတမန်ကလည်းလူတယ်ပေါ့နော်ကျွန်တော်အလူရှင်ဒီရွာအလူရှင်လေးတွေလည်းရှိရအဲ့အားလေးနဲ့ပေါင်းပြီးတော့မှအပြင်သေးလေးလည်းလိုအပ်တဲ့ဟာလေးဝယ်ပေါ့ဒီအဓိကတော့ကျွန်တော် HUC နဲ့အဓိကဟိုလုပ်ပြီးပေါ့အဲ့လိုမျိုးဆင်းတော့ပြေးပါတယ်ဗျာပြောတာပေါ့ဆိုတာဟိုဒါဟိုတနေ့ကပဲအမီးတယောက်ဆိုလို့ရှိရင်အခုမှဒီဆေးလုံးလေးတွေပြန်မြင်ရတော့တယ်ပေါ့နော်ဆိုတော့ခုနကျွန်တော်ပြောလို့ပေါ့သူတို့မှာကဟိုစီယုံစီကန်ဒီစီကိုငတ်နေခဲ့တာနည်းနည်းစီနေပြီဆိုတော့ဟိုဘယ်လိုပြောရမလဲဆရာတို့လာမှဟိုကျမတို့လည်းလူမျိုးကူရတယ်ပေါ့နော်ကျွန်တော်တို့လည်းလူမျိုးဟိုဖြစ်ရတယ်ပေါ့နော်ပြန်ပြီးတော့မှဟိုကျမကြီးကိုပြန်ပြီးသူတို့ပြန်ပြီးတော့လိုက်ထားလို့ရပြီပေါ့နော်အဲ့လိုမျိုးလေးကြားရပါတယ်အလားများတဲ့ဟာတော့အရင် chronic ဆိုလို့ရှိရင်တော့ဒီ hypertension ပေါ့ DM ပေါ့နော်ဟိုဟာပေါ့ heart disease တွေကတော့ကျွန်တော်တို့ကဒီချက်ပြန်လုပ်ခိုင်းဖို့အတွက်ဟိုမတရားကိုသွားခိုင်းတာများ hypertension DM ကတော့ကျွန်တော်တို့ရှိမှလည်းဟိုဟာနဲ့သူတို့ဒီနောက်ဆက်တွဲဟိုဟာမဖြစ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မှပဲအရင်ဖြတ်လိုက်တာပေါ့နော်အခုလက်တလောအဖြစ်များတာကတော့ရာသီတုပ်ကွေးပုံစံမျိုးတွေပေါ့နော်အဲ့ဒါအဖြစ်များတယ်ပြီးလို့ရှိရင်ဟိုဟာပေါ့1 pill 1 shot လေးတွေ့ရပေါ့အဲ့ဒါလေးအဖြစ်များတယ်ပြီးရင်နောက်တစ်ခုရားနာလေးပေါ့အဲ့ဒါလေးအဖြစ်များ